တချို့ကလေးမေးထားတာလေးဖြည့်ပေးချင်လို့ပါသင်တန်းမှာလူကိုယ်တိုင်သင်တာလားပြီးတော့ဗီဒီယိုနဲ့ပေါ့နော် laptop ထဲမှာဖြစ်ဖြစ်အဲ့လိုမျိုး desktop ထဲမှာဖြစ်ဖြစ်ချပေးတဲ့ခါကျတော့သင်တာလားဆိုပြီးတော့ပြောကြတယ်အဲ့လို desktop တွေဒီ laptop တွေနဲ့အတန်နေထည့်ပြီးတော့သင်တာမဟုတ်ပါဘူးလူကိုယ်တိုင်ဒီမှာ whiteboard မှာရှတွက်ပြီးတဲ့ခါကျတော့သင်ပေးပါတယ်ဒီမှာကလေးတွေဆိုလို့ရှိရင်သူတို့တွေကူးကြတာပေါ့လေနော်အဲ့လိုမျိုးဖြစ်ပါတယ်လူကိုယ်တိုင်ရှေ့မှာဒီစာတွေဖတ်ပြပြီးတဲ့ခါကျတော့ကလေးတော့ကတို့တွေ English တဲမှာလေ in person လူကိုယ်တိုင်သင်ရတာပဲသင်တာပါရှင်ဟို online ကသင်ရတယ်လို့မဟုတ်ပါဘူးဒါပေမဲ့တချို့ကျတော့လေ online ကနေတက်ရှင်တဲ့ကလေးတွေအတွက်ကျတော့ချေ online ကိုလောက်ပေးထားတာရှိပါတယ်ဒီသင်တန်းမှာသင်ထားတဲ့ဥစ္စာကိုပဲကျတို့ဗီဒီယိုရိုက်ပြီးတဲ့ခါကျတော့ကျဲအဲ့လိုမျိုးပေးတာပါပြီးတော့လို့ရှိရင် online ကတက်တဲ့ကလေးတွေကိုတော့ချေကတယောက်ချင်းစီစာ online ကနေပြီးတော့မှကျတို့ဗီဒီယို call နဲ့စာပြန်ပြီးတဲ့ခါကျတော့ဆွေးနွေးပေးပါတယ်ရှင်အဲ့လိုပါရှင်ကျေးဇူးတင်တယ်နော်အခုလိုမျိုးလေးမေးပေးလို့ bye bye take care